အိုလာမှကြွက်သားတွေဆုံးရှုံးတာလို့ထင်နေတယ်ခင်ဗျားတို့ကတစ်ခါတလေမှာ complaint တက်မယ်ကျုပ်တို့ခင်ဗျားတို့အိုလာမှသာတက်လုံနေမှာကြောက်မှုတွေရော့သွားမှာငယ်တော့ဘယ်ချိန်ထကစားရတယ်မှားတယ်အထူးသဖြင့်တိုင်းပညာရဲ့အလိုလျောက်တုံ့ပြန်တဲ့စနစ်ကငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလေ့ကျင့်မှုမရှိနေဘူးအတုံးချမှုရှိမနေဘူးရှင်ပါမှုမရှိနေဘူးဆိုရင်ငယ်ရွယ်ပေမဲ့လည်းကြွက်သားတွေကတာမာမှုမရှိနေဘူးရုပ်တရက်အန်ဒီရဲ့ကြောက်ရောက်လာတဲ့အခါမှာအဒရနယ်လင်းဟော်မုန်းထွက်လာတဲ့အခါမှာတုံ့ပြန်မှုရှိနေမှာမဟုတ်ဘူးအဲ့တော့ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေမတုံးရင်တုံးမယ်တုံးတဲ့အပြင်ဆုံးမယ်ကြွက်သားတွေကရောတိရောရဲနဲ့ငယ်ပေမဲ့ချားဦးကြီးလိုဖြစ်နေဦးမှာပဲအကျင့်ကအဆင့်ဖြစ်သလိုအဆင့်ကလည်းအကျင့်ဖြစ်တယ်ဒါလေးမမေ့ပါနဲ့တိုင်းပညာရဲ့အဓိကရွယ်ချက်က2မျိုးပဲရှိတယ်ကိုကာကွယ်နိုင်ဖို့နဲ့အခွင့်အရေးရရင်တခြားသူအားနေတဲ့လူတွေကိုကူညီလို့ရရင်ကူညီနိုင်ဖို့ပဲတခြားဘာရွယ်ချက်မှမရှိနေဘူးတိုင်းပညာရဲ့လေ့ကျင့်ရတဲ့ရွယ်ချက်ကလည်း2ချက်ပဲရှိတယ်လေ့ကျင့်ရစေဖို့ကြွက်သားအလိုလျောက်တုံ့ပြန်မှုရစေဖို့နဲ့တက်လို့မာကြောမှုတွေကိုအမြဲတမ်းရှိနေစေဖို့ပဲဖြစ်တယ်တိုင်းလိုကျင့်ကျင်တဲ့ပရိသတ်များအတွက်အမြဲတမ်းလက်ကမ်းကြိုလက်ပါ